debate အစီအစဉ်ကနေကြိုဆိုပါတယ်ဗျာအခုဆိုရင်လေရန်ကုန်မြို့ရဲ့နွေရာသီအပူချိန်ကအမင်းဆုံးကိုရောက်နေပြီပေါ့နော်မွန်းတဲ့ချိန်ပူအိုက်လောင်းပိတ်နေတဲ့အခန်းထဲမှာပန်ကာလဲနေတဲ့အတန်လေးရုပ်ထည့်ရက်တန့်သွားပြီးအရာအလုံးတိတ်ဆိတ်သွားတဲ့ခန်းစားချက်ကိုကျွန်တော်တို့အားလုံးယဉ်နေပြီးသားပါဟုတ်တယ်အဲ့ဒီတိတ်ဆိတ်မှုနောက်မှာချက်ချင်းလိုက်လာတာကတော့မီးဘယ်တော့ပြန်လာမလဲဆိုတဲ့တော့ကပဲလေမှန်ပါတယ်ဗျာအဲ့ဒီတော့ဒီကနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အဓိကအကြောင်းအရာကလက်ရှိကြုံတွေ့နေရတဲ့အလဲကျလက်စစ်မီးပတ်တောက်မှုတွေကြားမှာမိသားစုတွေအင်ယာပိုင်ရှင်တွေအနေနဲ့လက်စစ်မီးအဆင်ပြေပြေသုံးနိုင်ဖို့ဘာလုပ်ကြမလဲဆိုတာပါပဲဟုတ်ကဲ့နီယန်ကြီးစွမ်းအင်သုံးစနစ်ဆိုလိုတာက solar system ကိုတက်စင်တာအကောင်းဆုံးလားဒါမှမဟုတ် inverter နဲ့ battery စနစ်ကိုပဲသုံးတာအသင့်တော်ဆုံးလားဆိုတဲ့ပြဿနာကိုအဖြေရှာကြည့်ကြမှာပါစိတ်ဝင်စားစရာပဲနော်ဟုတ်တယ်ဗျာကျွန်တော်ကတော့အခြေခံလက်စစ်ကွန်ရက်ပြဿနာတွေကိုကျော်လွှားနိုင်ဖို့ကိုယ်ပိုင်လက်စစ်ထုတ်လုပ်နိုင်တဲ့ solar system ဟာတာလင်ရေရှည်အတွက်ယုံကြည်စိတ်ချရဆုံးဖြစ်ရှင်းနေလို့ခိုင်ခိုင်မာမာရပ်တည်သွားမှာပါကျမတို့လေဒီကိစ္စကိုနောက်တစ်ထောင်ကနေမြင်နေရှင်ကြီးမားတဲ့ကနအိုးယင်းနီးမြုံနှံမှုတွေနောက်ပြီးနေရအခက်ခဲတွေကိုထည့်တွက်နေဆိုရင်လက်ရှိအလဲကျမီးဖေးစနစ်လို့ရှက်တင်နဲ့အကောင်းဆုံးလိုက်လို့ညီထွေနေထိုင်နိုင်တဲ့ inverter နဲ့ battery စနစ်ကသာအိမ်သုံးအတွက်လက်တွေ့အကြဆုံးနဲ့အသင့်တော်ဆုံးပါလို့ရပ်တည်သွားမှာပါကောင်းပါပြီဒါဆိုရင်ပြဿနာရဲ့အရင်းအမြစ်တန်ကြီးစပြီးကြည့်အောင်ဗျကျွန်တော်တို့စီမှာမီးပြတ်တယ်ဆိုတာကိုလူတွေကလွယ်လွယ်လေးပဲတွေးကြတယ်လေမီးလာမဲ့အချိန်မရောက်သေးလို့ဆိုပြီးတော့ပါဗျာဟုတ်တယ်လေအချိန်စရာနဲ့သွားနေတာကိုဒါပေမဲ့လက်ရှိဖြစ်နေတဲ့လက်စစ်ကွန်ရက်ရဲ့အခြေအနေကခဏတစ်ဖြုတ်ကြုံတွေ့ရတဲ့ယာယီပြဿနာမဟုတ်တော့ဘူးဗျာဘာလဲဆိုတော့ຫນွေရဒီမှာရေအားလက်စစ်ယုံရည်စီကိုရေဝင်ရောက်မှုနည်းလာတယ်အဲ့ဒါတော့မှန်ပါတယ်ယာဒီရုကြောင့်လဲဟုတ်တယ်နောက်ပြီးတဘာဝတက္ကမီပိုက်လိုင်းတွေကလည်းမကြာခဏပြုတ်ပြင်ထိန်းသိမ်းမှု maintenance လုပ်ရတဲ့အခါဒါအပိစက်ယုံတွေကလက်ပတ်နိုင်စွာကျသွားတယ်ဒီတော့လက်စစ်ထုတ်လုပ်မှုအပိုင်းမှာတင်အကြီးကြီးကျဆင်းနေပြီဒီထက်ပိုဆိုးတာကထုတ်လုပ်လိုက်တဲ့လက်စစ်ကိုတယူပို့ဆောင်ပေးတဲ့မဟာတန်အားလိုင်းဒီ National Grid ကြီးမှာပါsystem breakdown လို့ခေါ်တဲ့ကွန်ရက်ကြီးတစ်ခုလုံးပြိုကျသွားတဲ့ဖြစ်စဉ်ကြီးကြုံလာတယ်ဗျာ။အော်ဟုတ်ကဲ့။ဆိုလိုတာကထုတ်လုပ်မှုရောဖြန့်ဖြူးမှုမှာပါကြီးမားတဲ့အားနည်းချက်တွေရှိနေလာပါ။အဲ့လိုအခြေအနေမျိုးမှာမီးလာမဲ့အချိန်ကိုမျောလင်းစောင့်စားပြီး inverter အားသွင်းမှုထိုင်ဆောင်နေတာကအရန်ကိုမသေးချလုံးဘူးလို့ခင်ဗျားမထင်ဘူးလား။နေပါအောင်ရှင်။ solar တက်လိုက်တာပြဿနာရဲ့အမြစ်ကိုဖြတ်တောက်လိုက်တာပဲလေ။ရှင်ပြောတဲ့ system breakdown ဖြစ်စဉ်ဒီစိတ်ယုံနေရေမလုံးလောင်းမှုတွေရှိတယ်ဆိုတာကျွန်မသဘောတူပါတယ်။ဒါပေမဲ့အဲ့ဒီအကြောင်းရင်းတွေကိုတေချာပြန်သုံးသပ်ကြည့်ရင်ရက်စစ်မီကလုံးဝကြီးပျောက်ကွယ်သွားတာမှမဟုတ်တာလုံးဝပျောက်သွားတာတော့မဟုတ်ပါမယ်အဓိကပြဿနာက load shedding လို့ခေါ်တဲ့ဝင်အားထိညီခြင်းလုပ်ငန်းစဉ်မှာရှင်ဒီသဘောတရားကိုနည်းနည်းရှင်းပြခြင်းတယ်ဥပမာရန်ကုန်တမြို့လုံးကရက်စစ်1000 မီဂါဝတ်လို့တဲ့ဆိုပါစို့ဟုတ်ကဲ့ဒါပေမဲ့နိုင်ငံတော်က900 မီဂါဝတ်ပဲထုတ်ပေးနိုင်တဲ့အခြေအနေဖြစ်နေတယ်အဲ့ဒီအခါမှာ engineer တွေကရှိတဲ့ရက်စစ်ကိုအညီအမျှခွဲဝေပေးရတယ်ဒီရက်ကွက်ကို4နာရီပေးမယ်ပြီးရင်ဖြတ်ပြီးဟိုရက်ကွက်ကို4နာရီထပ်ပေးမယ်ပေါ့အဲ့ဒါကို load shedding လုပ်တယ်လို့ခေါ်တာလေဟုတ်ပါပြီဒါက theory ရပေါ့ရက်စစ်မီကအချိန်စရာနဲ့လာနေတည်တယ်လीလာတဲ့အချိန်မှာ kit ပေါ် inverter တွေ fast charger တွေနဲ့ဆိုရင် battery ကို4နာရီ6နာရီအတွင်းအဖြစ်သွင်းနိုင်တဲ့နည်းပညာတွေရှိနေပြီရှင်ဆိုတော့ကခင်ဗျားကအချိန်စရာကိုယုံတယ်ပေါ့ယုံတာပေါ့အဲ့ဒီတော့အင်ယာကန်ရှင်တွေအတွက်က ESA ရဲ့အချိန်စရာကိုတိထားရင်မီးလာချိန်မှာ inverter ကိုအားသွင်းထားပြီးမီးပြတ်ချိန်မှာသုံးလိုက်ရုံပဲလी generator တွေလို့စီထည့်စရာမလိုဘူးအတမ်းမဆူဘူးဒါအင်မတန်လက်တွေ့ကြတဲ့ဖြည့်ရှင်းနေမဟုတ်ဘူးလား theory ရတော့ဒီလိုစနစ်တစ်ချက်အလဲအကျဖြတ်တယ်ဆိုတာမှမှတယ်ဗျဒါပေမဲ့လက်တွေ့မြေပြင်မှာအဲ့ဒီ load sharing အချိန်စရာကတကယ်ရောအလုပ်လုပ်လို့လားအလုပ်လုပ်ပါတယ်များသောအားဖြင့်တော့မှတ်ပါတယ်ဟာမမဟုတ်ဗျအချိန်စရာအရာကိုရက်ွက်မီးလာရမယ့်အချိန်ဖြစ်နေပြီမဲ့ဒီသားလိုက်တက်စင်ထောတဲ့ transformer တွေကဝင်ပိုဖြစ်ပြီးရုတ်တရက်ပေါက်ကွဲတာချိုးယင်းသွားတာတွေခဏခဏကြုံနေရတယ်လေအဲ့ဒါကတော့တခါတလေဖြစ်တတ်ပါတယ်ဒီတော့စဉ်းစားကြည့်ဗျာ inverter ဆိုတာအားသွင်းမှုလက်စမီလိုအပ်တဲ့ပစ္စည်းတစ်ခုတတ်ပဲအဲ့ဒီလက်စမီအရင်ကိုယ်တိုင်ကယုံကြည်စိတ်ချရမှုမရှိဘူးဆိုရင်ခမိုင်းအင်္ဂါ inverter ကအလှပြတတ်ဖြစ်သွားပြီပေါ့
အလားပြတ်တော့ဘယ်ဟုတ်မလဲရှင် ဥပမာတစ်ခုပေးရရင်ဗျာရေပိုက်ခဏခဏပေါက်နေတဲ့ရေအတွက်စင်တကြီးကိုအားကိုပြီးအိမ်ကရေတိုင်းကြီးကိုဖြည့်ဖို့စူးစမ်းနေတာနဲ့တူတယ်ပိုက်ကဘယ်ရှင်ရေလာမလဲမသိချဘူးလေ ဟုတ်ပါပြီ ရေလာတော့လေဘျုံဆိုပိုက်ကထပ်ပေါက်သွားပြန်တော့အဲ့လိုအခြေအနေမှာကိုယ့်ခြံထဲမှာကိုယ်ပိုင်ရေတွင်းတူးလိုက်တာကပုံမစိတ်ချဘူးလား solar system တက်တယ်ဆိုတာအဲ့ကိုယ်ပိုင်ရေတွင်းတူးလိုက်တာပဲဗျာ ဟိုနေပါအောင် နေအောင်ကြီးကနေတိုင်းထုတ်တယ်ကိုယ့်ရင်အတွက်လိုအပ်တဲ့စွမ်းအင်ကိုကိုယ်တိုင်ထုတ်တယ် inverter ကတော့ခုနပြောတဲ့ပေါက်နေတဲ့ရေပိုက်ကိုမျောလင့်နေရတဲ့ရေတိုင်ကြီးတက်ပဲလေဟုတ်လေခဲပြောကြည့်ပါဦး ရန်ကုန်လို6လွာ9လွာတိတ်ခမ်းတဲ့ကွန်ဒိုတွေချီပဲပြည့်နေနေတဲ့မြို့မှာယူတိုင်းရေတွင်းတူးဖို့မြင်နေရရှိလို့လား နေရာခက်ခဲရှိတာတော့ဟုတ်ပါတယ် ဆိုလိုလာကအင်ယာပိုင်ရှင်တိုင်းမှာဆိုလာပန်နယ်တွေအများကြီးခင်းဖို့အမှုနီယာ roof space မရှိဘူးလေကိုပိုင်ခြံဝင်းနဲ့နေတဲ့သူတွေအတွက်ဆိုလာကဖြစ်နိုင်ပေမဲ့လူအများစုနေထိုင်တဲ့တိုက်ခန်းတွေမှာနေတဲ့သူတွေအတွက်တော့ဒါမဖြစ်နိုင်တဲ့အိမ်မက်တစ်ခုပါပဲ ဒါပေမဲ့တတ်နိုင်တဲ့သူတွေအတွက်ကြတော့ ပြီးတော့လေရေတွင်းတူးဖို့တနည်းအားဖြင့်ဖြစ်ဆုံးလဲ solar system တစ်ခုတက်ဆင်ဖို့ဆိုရင်ကနဦးကုန်ကြစည်ကအနည်းဆုံး300ကြီးထောင်ကြီးရင်းနှီးရမယ်လေလူလက်တန်းစားမိသားစုတွေနေမဲ့လက်စစ်မိလေအဆင်ပြေဖို့အတွက်အဲ့ဒီလောက်ကြီးမားတဲ့ပမာဏကိုရင်းနှီးမြှုပ်နှံဖို့ဆိုတာအတော်လေးခက်ခဲပါတယ်ရှင် ငွေချေးပိုက်ပေါ့ ဟုတ်တယ်ဒီတော့ခုနပြောသလိုပေါက်နေတဲ့ရေပိုက်ပဲဖြစ်နေပါစေအောင်အိမ်တိုင်းမှာကိုတက်နိုင်တဲ့ရေစီလေးဆိုလိုတာက inverter လေးထားပြီးရေလာတဲ့အချိန်အမိရလောင်ထားတာကလက်တွေ့အကြဆုံးနဲ့အဖြစ်နိုင်ဆုံးရွေးချယ်မှုလို့ကျမတို့မြင်တယ် ငွေကြေးကုန်ကြစည်ရဲ့နေရာခက်ခဲကိုထောက်ပြတာကိုကျွန်တော်လက်ခံပါတယ်ဗျာဒါပေမဲ့လက်တွေ့အကြောင်းဆုံးဆိုတဲ့စကားလုံးကိုတော့ကျွန်တော်တိကျပြန်သုံးသပ်စေချင်တယ် ဘာလို့လဲရှင်ဘာမဖြစ်နိုင်တာရှိလို့လဲ ခင်ဗျားပြောတဲ့ inverter လမ်းကြောင်းကိုရွေးလိုက်ရင်လူတွေရဲ့နေ့စဉ်ဘဝဟာအဲ့ဒီရဲအေးစီရဲ့အချိန်ဆဲအပေါ်မှာအမြဲတမ်းကြေးကြုံလိုမိခိုနေရတော့မယ်ညာလဲကောင်နှစ်နာရီမီးလာမယ်ဆိုရင်အဲ့ရကထားပြီးရေတင်ရတဲ့ inverter တွေပေါ်ဘက်တွေအားသွင်းရတယ် အဲ့ဒါကတော့ကိုယ့်လိုအချက်ရအကိုလိုကြတာပဲလေ အရင်မေဒီမှာဆိုရင်ဒါကိုလက်ရှိစစ်နစ်နဲ့လိုက်လော်ညီထွေနေထိုင်ခြင်းလို့လှလှပပတုံလုံးကြတယ်ဗျာဒါပေမဲ့တကယ်နဲ့စဉ်းစားကြည့်ပါအဲ့ဒါကလိုက်လော်ညီထွေနေထိုင်တာမဟုတ်ဘူးညင်ပန်းနှိပ်ဆက်ခံနေရတာပါ ဟဲအရင်ကြီးမထိုက်ခန့်လို့မူလားရှင် တကယ်ပြောတာဗျာနေတိုင်းညပတ်နေနေချက်ချက်မအေးရဘူးနေပတ်ကြရင်လည်းမီးလာတော့လေဒါလေးလုတ်လိုက်အောင်မဆိုရဲစိုးရင်ပူပွားမှုတွေနဲ့အမြဲနေထိုင်နေရတယ်မီးပက်တာခဏခဏကြုံရတာဟာအလုံးလို့ရတာရောနေထိုင်ရတာပါတကယ်ကိုစိတ်ပြက်စရာကောင်းတဲ့ကိစ္စပါလို့အရင်မြင်မှလည်းထောက်ပြထားတယ်နေ စိတ်ဖိစီးမှုရှိရတော့ကျွန်မလက်ခံပါတယ် အဲ့ဒီလိုစိတ်ပင်ပန်းမှုတွေကိုနစ်နဲ့ချီပြီးခံစားနေရမယ်အစားငွေကြေးဒလုံးတစ်ခဲတဲ့ယဉ်ကြီးမြုံနှံပြီး solar system ကိုတက်ဆင်လိုက်တာဟာငွေတက်ရင်းနေတာမဟုတ်ဘူးဗျာကို့မိသားစုရဲ့စိတ်အေးချမ်းမှု peace of mind နဲ့ကျမ်းမာရေးကိုပါဝယ်ယူလိုက်တာပဲ ညားလက်ခံထားပြီးရေတင်ရတဲ့ဒုက္ခစိတ်ဖိစီးမှုတွေရှိတယ်ဆိုတာကိုကျမငင်းစရာအကြောင်းမရှိပါဘူးဒါဟာတကယ်အခက်ခဲတွေပါဒါပေမဲ့လိုက်လျောညီထွေနေထိုင်ခြင်းဆိုတဲ့နေရာမှာရှင်တွေးတယ်လို့အမြဲတမ်းဆိုးရွားနေတာမျိုးလည်းမဟုတ်ဘူးရှင် ဘယ်လိုမျိုးအဆင်ပြေတာလဲဗျာ လူတွေဟာအခြေအနေတယောက်အပေါ်မှာအသားကျသွားတတ်တဲ့တဘာဝရှိတယ်လေပါဝါဘန့်တဲ့အားပြီးတွင်ထားဖို့အရေးကြီးတဲ့အလုပ်တွေကိုမီးလာချိန်မှာအပြီးလုပ်ဖို့ဆိုတဲ့အလေးကျင့်တွေဟာအစပိုင်းမှာခက်ခဲပေမဲ့နောက်ပိုင်းမှာနေစဉ်ဘဝရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာပါတယ် အသားကျသွားတာကအဖေမဟုတ်သေးဘူးလေ လေပါဦးအင်ဗာတာစနစ်ဟာဒီလိုသဘောတရားနဲ့အကိုက်ညီဆုံးပါလို့ပြောချင်တာမီးလာချိန်မှာအရင်မီကိုယာယူစုဆောင်းတယ်မီးပြက်ချိန်မှာချွေတာပြီးပြန်သုံးတယ်ဒါဟာသဘောဝတရားနဲ့လည်းကိုက်ညီပါတယ်ရှင် ခြွေတာပြီးပြန်တုံးတယ်ပေါ့ ဟုတ်တယ်ပြီးတော့စိတ်အေးချမှုဆိုတဲ့နေရာမှာ solar system တက်လက်ယုံနဲ့အရာအလုံးပြည့်ပြည့်စုံသွားပြီလို့ထင်မားပါလိမ့်မယ် ဘာဖြစ်လို့လဲဗျာ solar panels ကိုဖုံမကအောင်အမြဲတန့်ရှင်းလုပ်ပေးနေရမယ်အမိုးပေါ်မှာမုန်တိုင်းလာရင်ဘယ်လိုကာကွယ်မလဲစဉ်းစားရမယ်လေနောက်ပြီး solar မှာလည်းညာဘက်သုံးဖို့ဆိုရင် battery ရလို့တာပဲမဟုတ်လား ဟုတ်ပါတယ်လို့ပါတယ် အဲ့ဒီ battery တွေတက်တန်းကုန်ရင်လဲလွှဲရမယ်ကုန်ကြစိတ်တွေကိုပါထည့်တွက်ခြင်းတာမန်အင်ယာပိုင်ရှင်တယောက်အတွက်လိုက်လို့ညီတွေနေထိုင်ခြင်းကသာအရေးကြီးဆုံးလက်နက်ဖြစ်နေစေပါရှင် ခင်ဗျားပြောတဲ့အထက်မှာအရေးကြီးတဲ့အချက်တစ်ချက်ပါတော့တယ်ဗျာချွေတာပြီးပြန်တုံးတယ်ဆိုတဲ့အချက်လေးအဲ့ဒီအချက်ကိုပဲကျွန်တော်တို့ရူပပိယတဘောတရားလေးနဲ့နည်းနည်းချဲပြီးကြည့်အောင် ဘယ်လိုရူပပြတ်တဘောတရားလဲ စိုးစိုးကကျွန်တော်ပြောခဲ့တဲ့ဖွင့်စကားကိုမမီယုံမဲ့ထင်တယ်လူတွေကအိမ်မှာ inverter လေးတစ်လုံး battery လေးတစ်လုံးတက်လိုက်ရင်မီးပြတ်တဲ့ဒုက္ခကနေလွတ်ပြီးထင်နေကြတာတကယ်တော့အဲ့ဒီ inverter တွေကပဲရက်ကွက်မီးပြတ်အောင်လုပ်နေတယ်ဆိုတာလေ အော်ဟုတ်ကဲ့အဲ့ဒါကိုရှင်းပြပါဦးဘယ်လိုလုပ်နေတာလဲ အဲ့ဒါဘာဖြစ်လို့လဲဆိုတာကိုရှင်းပြပါစေ
transformer ကနေရက်ကွက်ထဲကိုမီးဆေးပေးတဲ့အချိန်ကိုရေပိုက်ကြီးတစ်ခုကနေရေစလွတ်လိုက်တဲ့အချိန်လို့မြင်အောင်ကြည့်ပါရက်ကွက်တစ်ခုလုံးမှာအိမ်တိုင်းကမီးပြတ်တုံးကတုံးထားလို့အားကုန်နေတဲ့ inverter battery တွေအတီးတီးရှိနေကြလေလေ ဟုတ်တယ် အဲ့ဒီအားကုန်နေတဲ့ battery တွေဟာရေမြုပ်အချောက်ကြီးနဲ့တူတယ်မီးလန်းလာရောအဲ့ဒီရေမြုပ်အချောက်ကြီးထောင်တောင်းကြီးကရေကိုတပြင်းနဲ့တဲ့အငားမရစုပ်ယူလိုက်တယ်လို့မျိုးလက်စစ်စွမ်းရင်ကိုရုတ်တရက်အပြင်းထန်ဆွဲယူလိုက်ကြတယ် အော်သိပြီ engineer ခေါ်ဝေါ်ရဒါကို search လို့ဖြစ်တယ်လို့ခေါ်တာပေါ့ဗျာရက်ကွက်ထဲက transformer တွေဟာအဲ့ဒီလောက်ကြီးမားတဲ့ရုတ်တရက်လီဟာနဲ့လို့ဖြစ်သွားတဲ့ဆွဲအားကိုခံနိုင်ရရှိအောင်ဒီဇိုင်းဆွဲထားတာမဟုတ်ဘူးလေ အင်း ဒီတော့ဘာဖြစ်လဲ transformer တွေအပူလွန်ခဲ့ပြီးအရေးပြိုတယ်ပေါက်ကွဲကုန်တယ်ဒါကြောင့်မီးလာပြီး5မိနစ်နေပြန်ပြတ်သွားတာပေါ့ဗျာဆိုလိုတာကကိုတတ်ထားတဲ့ဖြည့်ရှင်းရေးကပဲပြဿနာကိုပိုဆိုးအောင်လုပ်နေတာဗျ အဲ့ဒီ search လို့ဖြစ်စဉ်ကိုဥမာပေးသွားတာအင်မတန်ရှင်းလင်းပါတယ် theory ကဗလာဖြစ်နေတဲ့ battery တွေကမီးလာခြင်းအားဖြည့်ဖြန့်ဆွဲတဲ့အတွက် transformer အပေါ်ဝင်ပြီးစေတဲ့ဆိုလားမှန်ပါတယ်ဒါပေမဲ့ ဒါပေမဲ့ဘာဖြစ်လဲဗျ အကွယ်ဒီ overload protection တွေတက်ဆင်ထားတာရှိပါတယ် ရှိတော့ရှိတာဗောဒါပေမဲ့အမြဲအလုံးမလောက်ဘူးလေ ။နေပါအောင်အင်းရပိုက်ရှင်နေအနေနဲ့လဲမီလာလာချင်းချက်ချင်း inverter အားမသွင်းမဲ့ delay ပေးထားတဲ့ဆိုလိုတာကအချိန်ဆိုင်ပြီးမှအားဝင်မဲ့စနစ်တွေအလွယ်တကူထုံးလို့ရနေပါသည် delay စနစ်ထုံးလို့တော့ရပါတယ် ။ဒါအပြင်တခြားတစ်ဖက်မှာကျမတို့မေးထားလို့မရတဲ့အချက်ကအရေးမိစားတာမှလည်းဖော်ပြထားတဲ့လက်စစ်ချွေတာချေးဆိုတဲ့သဘောတရားပါပဲ အဲ့ဒါကဘလို့ချွေထားတာလဲဗျာ inverter သုံးတဲ့သူတွေကကိုယ်ဘက်ထရီရခိုင်နှုန်းကိုကြည့်ပြီးတွက်ချက်သုံးဆွဲရတဲ့အတွက်မလို့အတစ်မီတီတွေပိတ်တယ်ပန်ကာတွေကိုလိုမောက်ဖွင့်တယ်ဆိုတော့စွန့်ရင်ချွေတာတက်တဲ့အလေးအကျင့်ကောင်းကိုတဘာဝအလျောက်ရရှိသွားပါတယ်ဒါဟာနိုင်ငံတော်ကတိုက်တွန်းနေတဲ့လက်စစ်ချွေတာရေးရွေချက်နဲ့အတိအကျကိုက်ညီနေတာပဲမဟုတ်ဘူးလားရှင် လက်စစ်ချွေထားတဲ့အလေးအကျင့်ရသွားတယ်ဆိုတာကိုတော့ကျွန်တော်သဘောကျပါတယ်ဗျာဒါပေမဲ့စနစ်တစ်ခုလုံး systematic အမြင်နဲ့ကြည့်မယ်ဆိုရင်တော့သဘောမတူနိုင်ဘူး ဘာဖြစ်လို့လဲရှင် inverter ကမီးလာချိန်မှာမဟာတတအားလိုင်းစီကနေလက်စစ်ကိုအလူအယက်ပြန်ဆွဲယူနေရတော့ပဲလေဆိုလိုတာကသူက grid အပေါ်မှာမီခေါ်နေရသေးပဲ ဟုတ်တယ်အားတော့ပြန်ထွင်းရတာပေါ့ solar system ကကြတော့အဲ့ဒီလိုမဟုတ်ဘူးများကိုယ်အိမ်အတွက်လိုအပ်တဲ့လက်စစ်ကိုနေအောင်ကြီးကနေကိုယ့်ဘာသာထုတ်လုပ်လိုက်တဲ့အတွက်နိုင်ငံတော်ရဲ့လက်စစ်ကွန်ရက်ပေါ်ကဝင်အား load ကိုတကယ်လက်တွေ့ကြကြ short ချပစ်လိုက်တာပါ အော်သဘောပေါက်ပြီ ကိုက grid ပေါ်ကနေမီးမယူတော့တဲ့အတွက်ကိုမယူလိုက်တဲ့မီးတွေဟာတခြားလော့နေတဲ့နေရာတွေကိုရောက်သွားနိုင်တယ်အဲ့ဒါမှသာတကယ်လက်စစ်ထူရာကြီးအစ်အမှန်ဖြစ်မှာပေါ့ဗျာ အဲ့ဒီအချက်ကတော့စဉ်းစားစရာပဲ ပြီးတော့ခုနခင်ဗျားပြောသွားတဲ့ဂုံကြစေးပြဿနာဆိုလာကအစမိုင်းမှာဈေးကြီးတယ်ဆိုပေမဲ့ရေရှည်9နှစ်ဆန်နေစာတွက်ကြည့်ပါအင်ဘာတာဘတ်ထရီတွေဟာနှစ်နဲ့3နှစ်တခါမဖြစ်မနေလဲလေရတယ်လေ ဘတ်ထရီတက်တန်ကတော့ရှိရပါ့ ပြီးတော့မီယာတဲ့အခြားချန်လုံးတဲ့အတွက်အင်ကရေခင်းဒေတာတော့အဲခုံးတို့လိုလက်စစ်ပစ္စည်းတွေပျက်စီးရတဲ့ဂုံကြစေးတွေကလည်းအများကြီးပဲပြီလား solar system နဲ့တည်တည်ငြိမ်ငြိမ်သုံးနိုင်ရင်အဲ့ဒီပျက်စီးမှုဂုံကြစေးတွေအကုန်တက်တာသွားမယ် ရေရှည်တွက်ချေကိုင်မှုကိုပြောလာလို့စဉ်းစားကြည့်ပါလားရှင်လူတိုင်းကရေရှည်9နှစ်10နှစ်စာအတွက်ငွေချိုးထုတ်သုံးနိုင်တဲ့အနေအထားမှမရှိတာ အဲ့ဒါကတော့ငွေချေးအခက်ခဲပေါ့လေ ဟုတ်တယ်လေအိမ်ညာပိုင်ရှင်အများစုဟာလက်စင်ဝင်ငွေနဲ့ထွက်ငွေကိုကတ်ပြီးဖြည့်ရှင်းနေရသူတွေပါသူတို့အတွက်အခုလက်တလော့ညာဘက်ကလေးလေးကောင်းကောင်းအိပ်ပျော်ဖို့ပန်ကာလေးတစ်လုံးလေဖို့လိုတယ်မနဲ့အလုပ်တော့ဖို့တမင်ဟင်းချက်နိုင်ဖို့လိုတယ် မှန်ပါတယ် ဒီအတွက်ဒေါ်လာထောင်ချီတန်းနဲ့ solar system ကြီးကိုဝယ်ဖို့ဆိုတာကလော့ပါတဲ့စိတ်ကူးရင်အိမ်မက်တစ်ခုတက်တက်ပဲရှင်ဒေါ်လာရာခိုင်နှုန်းလောက်နဲ့ရနိုင်တဲ့ inverter နဲ့ battery လေးကသာသူတို့ရဲ့နေ့စဉ်ပြတ်သမားကိုတကယ်ဖြည့်ရှင်းပေးနေတာပါ အဲဒီလောက်လဲစိတ်ကူးရင်မဆန်ပါဘူးဗျာ နောက်တစ်ချက်ကလေလက်စမီပြတ်တော့တဲ့အခါလူတွေစဉ်းစားလေးရှိတဲ့တတိယရွေးချယ်စရာတစ်ခုဖြစ်တဲ့ generator မီးစက်တွေနဲ့ယဉ်ကြည့်ပါမီးစက်တွေဟာအမတန်စူညံတဲ့ပတ်ဝန်းကျင်ကိုဒုက္ခပေးတယ် ဟုတ်တယ်မိစက်ကတော့စူတာပေါ့ အတန်လဲတိတ်ဆိတ်တယ်လဲပတ်ဖို့စီဟိုဆိုလိုတာက running cost လည်းမရှိဘူးဒါကြောင့်မို့လို့ပဲအရင်မြင့်စားတဲ့မှာ inverter စနစ်ကအိမ်တုံးအတွက်အဆင်ပြေပါတယ်လို့တိတိကျကျကောက်ချက်ချထားတာပေါ့ရှင် အဲ့ဒီအချက်ကိုတော့ကျွန်တော်တို့နှစ်ယောက်စလုံးသဘောတူပါတယ်ဗျာ generator တွေဟာစီဂျေကြီးမြင့်မှုနဲ့စူညံတန်တွေမိခွန်းငွေတွေကြောင့်အိမ်သုံးသက်မတင်တော့ဘူးလုပ်ငန်းသုံးသက်တာပိုတင်တော်တယ်ဆိုတာကိုတော့ငင်းစရာမရှိပါဘူး ဟုတ်တယ်မလားအိမ်တုံးအတွက်တော့မဖြစ်ဘူးလေ အိမ်ယာပိုင်ရှင်တွေအတွက်ကတော့ solar ပဲဖြစ်ဖြစ် inverter ပဲဖြစ်ဖြစ်နှမျိုးစလုံးဟာ
အတန်တိတ်ဆိတ်ပြီးသဘာဝပတ်ဝန်းကျင်အတွက်ကောင်းမွန်တဲ့ရွေးချယ်မှုတွေဖြစ်ပါတယ် ဟုတ်ကဲ့ အဲ့တော့ကျွန်တော်တို့အချင်းချုပ်ပြီးပြန်ကြည့်ရအောင်ဗျာကျွန်တော်ရဲ့ရက်တီချက်ကရှင်းပါပဲလက်ရှိကြုံတွေ့နေရတဲ့လက်စစ်ထုတ်လို့မှုရောနေလာတွေမဟာသားအလိုင်းပြိုကျတာတွေဆိုတဲ့ပြဿနာတွေဟာတလားနဲ့လားနဲ့ပြီးသွားမယ့်ကိစ္စတွေမဟုတ်ဘူးဗျာရေရှည်ကြုံတွေ့ရမယ့်ချင်းတွေပါ အဲ့ဒါကတော့မှန်ပါတယ် ဒီလိုချင်းတွေမျိုးကိုကြော်လွားနိုင်မှုဆိုရင်အပြင်ကလက်စစ်မိရင်းမြစ်ပိုကျွေးကြုံလို့မိခိုနေရမှုကိုအပြီးတိုင်ဖျက်တော့ရမယ်ကိုပိုင်စွာရင်ထုတ်လို့နိုင်တဲ့ solar system မှာတိကျပေါ်ရေရှည်သက်ကောင်းဆုံးတဲ့စိတ်ချဆိုနီလန်ဖြစ်ပါတယ်ဗျ နေရာရှင်းပေါ့လေ တိုက်ခန်းနဲ့မနေရခက်ခဲရှိတယ်ဆိုတာမှန်ပေမဲ့ကိုပိုင်ခြံဝဲတဲ့နေသူတွေအမိုးနီယာရနိုင်တဲ့အင်အားပိုင်ရှင်တွေအတွက်ကတော့ solar ဟာမဖြစ်မနေစဉ်းစားတဲ့ရင်းနှီးမြှုပ်နှံမှုပါလို့ကျွန်တော်တို့နှီးကုန်းချုပ်ချင်ပါတယ် အနာကတော့ခုနကပြောခဲ့တယ်လို့ပါပဲပြဿနာရဲ့သဘောတဘာဝဟာအလဲချမီးဖြတ်တုပ်ပြီးဝင်အားကိုထိန်းညှိရတဲ့ load shedding အနေထားပါရှင် ဟုတ်ကဲ့ အိမ်ယာပိုင်ရှင်တွေအနေနဲ့အချင်းစရာတွေကိုစနစ်တကျစောင့်ကြည့်ပြီးမီးလာချိန်မှာလိုအပ်တာတွေအပြီးလုံးမယ်ဘက်ထရီကိုအားပြီးသွင်းထားမယ်ဆိုရင်ကြီးမားတဲ့ကနဦးကုန်ကြစိတ်တွေအမိုးပေါ်တက်တက်ရတဲ့အလုပ်ရှုံမှုတွေမလိုပဲ inverter နဲ့ battery စနစ်ကနေတဆင့်အိမ်သုံးအတွက်အဆင့်ပြေဆုံးနဲ့လက်တွေ့အကြဆုံးဖြတ်တန်းနိုင်မှာဖြစ်ပါတယ် အခက်ခဲကိုညှိနှိုင်းတာပေါ့ ဟုတ်ပါတယ်အခြေအနေနဲ့လိုက်လျောညီထိုင်ခြင်း adaptation ကသာလျှင်လူအများစုလက်လက်မိနိုင်တဲ့အကောင်းဆုံးဖြစ်ရှင်းနေပါရှင်ကျမတို့နှစ်ယောက်ကြားမှာဆက်လက်ကွဲလွဲနေတဲ့အဓိကအချက်ကတော့အင်ယာပိုင်ရှင်တယောက်အနေနဲ့ဒီလက်စစ်ပြဿနာကိုရင်ဆိုင်ရမှာလက်စစ်ကွန်ရက်အပေါ်အပြည့်တိုက်မိခိုးမှုကင်းရှင်းရေးကိုငွေကုန်ကြေးကြခံရချင်မလား ဘာမှမဟုတ် လောညီချွေထစ်အောင်အကောင်းဆုံးညှိနှိုင်းနေထိုင်မလားဆိုတဲ့အချက်ပါပဲရှင် တေချတာပေါ့ဗျာအဆုံးသတ်အနေနဲ့ပြောရင်အင်ညာပိုင်ရှင်တွေနဲ့မိမိတို့နေထိုင်တဲ့အိမ်ရမျိုးစားငွေချေးပန္ဒအေးအခြေအနေကနဦးယင်းနီးမျိုးနိုင်စွမ်းပြီးတော့အလဲအချာမီးပေးစနစ်အပေါ်ဘလောက်အထိစိတ်ရှည်လက်ရှည်လိုက်လျောညီထွေနေထိုင်နိုင်စွမ်းရှိတယ်လဲဆိုတာတွေအပေါ်မူတည်ပြီးကိုပိုင်ဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ် ဟန်ပါတယ်လူတစ်ယောက်နဲ့တစ်ယောက်လိုအပ်ချက်ချင်းမှမတူတာကို ဒီကနေ့ကျွန်တော်တို့ရဲ့အားနည်းချက်အားသာချက်တွေကိုအပြန်အလှန်ထောက်ပြခဲ့တဲ့ရှုထောင့်ဆုံးဆွေးနွေးမှုကနေစင်နားဆင်သူတွေညနေမိမိတို့မိသားစုအတွက်ပုံမမှန်ကန်တဲ့ရွေးချယ်မှုကိုပြုလုပ်နိုင်ဖို့အထောက်အကူဖြစ်စေတယ်မယ်လို့ယုံကြည်ပါတယ်ဗျာ ဟုတ်ကဲ့ နွေရတီရဲ့ပူအိုင်လောင်နေတဲ့အချိန်ပန်ကာလည်နေတဲ့အတန်ရုတ်တရက်ရပ်တန့်သွားတဲ့အခိုက်အတန့်မျိုးကိုထပ်ပြီးရင်ဆိုင်ရတဲ့အခါကိုယ့်အိမ်မှာအသင့်ရှိနေမဲ့အလင်းရောင်တဲ့လေအေးလေးဟာကိုယ့်ရဲ့ရွေးချယ်မှုအပေါ်မှာပဲလုံးဝမူတည်နေမှာဖြစ်ပါတယ်တူညီတဲ့ပြဿနာတစ်ခုအပေါ်မတူညီတဲ့ချင်းကပ်မှုတွေကိုနက်နက်ချိုင်းချိုင်းစဉ်းစားနိုင်ဖို့ကျွန်တော်တို့ရဲ့ဆွေးနွေးချက်တွေကလမ်းစာတစ်ခုဖြစ်ခဲ့ပါပြီ ဟုတ်ကဲ့ပါရှင်လက်ရှိလစ်စစ်စွမ်းရင်အကြတဲ့နဲ့ပတ်သက်ပြီးကျမတို့လေးလာစရာတွေစဉ်းစားပင်စင်စရာတွေအများကြီးကြန့်ရှိနေပါသေးတယ် ကျေးဇူးတင်ပါတယ်ဗျာ